စင်ရိုင်းတစ်ကောင်ကိုရင်ကျေးလာဖို့စင်ရင်ကျေးနဲ့တွဲပြီးလေ့ကျင့်ရတယ်မိမိကြီးပြင်းလာရာပတ်ဝန်းကျင်ဒေသကမကောင်းဘူးဆိုလို့ရှိရင်ပတ်ဝန်းကျင်ကောင်းကောင်းကိုရွှေ့ပြောင်းပြီးတော့မှကိုတင်ယူရတယ်လေ့လာရတယ်ပြောင်းလဲကျင့်သုံးရတယ်ကျွန်တော်စာအုပ်တုံးမှာဖတ်ဖူးတယ်စာရေးဆရာကြီးတယောက်ပေါ့နော်ဆရာကြီးရဲ့ရုပ်ကိုကြည့်လို့ရှိရင်နှာခေါင်းကကြီးကြီးစပင်းကပွားပွားအသားကမဲမဲနဲ့ဆိုလို့ရှိရင်ဆရာကြီးကနာဘူးတယောက်ဖြစ်နိုင်တယ်တဲ့ဒါပေမဲ့ဆရာကြီးကဘာပြန်ပြောလဲဆိုတော့အေးတဲ့မင်းပြောသလိုပဲငါကနာဘူးတယောက်ပါပဲတဲ့ဒါပေမဲ့ငါနာဘူးတယောက်ဖြစ်နေပေမဲ့နာဘူးတယောက်နေထိုင်တဲ့ပုံစံနဲ့ရုပ်နဲ့တူနေပေမဲ့ငါရဲ့စိတ်နဲ့စိတ်ထားငါရဲ့အသိပညာငါရဲ့ mindset တွေကနာဘူးတယောက်မဖြစ်အောင်လေ့ကျင့်ခဲ့လို့ဒီနေ့ငါနာဘူးမဖြစ်တာတဲ့မွေးဖွားရာအင်္ဂယုတ်ကနာဘူးတယောက်ဖြစ်တော်ညာဖြစ်နိုင်ပေမဲ့သူ့ရဲ့ပြောင်းလဲကျင့်သုံးတဲ့စိတ်ဓာတ်ကအရေးကြီးတာကင်းမီကောက်နဲ့ဖားလေးပုံမြင်လဲရှိသေးတယ် Facebook မှာဘယ်ဖြစ်ဖြစ် TikTok မှာပဲကြည့်လိုက်တစ်ဖက်ကန်းကိုဖြတ်ကူးတော့ဟိုဖားလေးကကင်းမီကောက်ကိုမြစ်တစ်ဖက်ကန်းကိုသူ့ကြောကုန်းပေါ်တင်ပြီးတော့မကူရဲဘူးလေမကူရဲတော့ဘာလို့ပြောလဲဆိုတော့မင်းရဲ့အကျင့်ဆိုးကိုငါကြောက်တယ်တဲ့မင်းရဲ့အကျင့်ဆိုးကိုငါကြောက်တာဖြစ်တဲ့အတွက်မင်းကရေလေကောင်ကြလို့ရှိရင်ငါရဲ့ကြောကုန်းကိုကင်းမီကောက်ရဲ့အမိနဲ့ထိုးမှအသေးချပဲဆိုတော့ကင်းမီကောက်ကလေးကဂရီပေးတယ်ကျုပ်ခမ ्या ကိုမထိုးပါဘူးတဲ့အေးသေးချလားဆိုသေးချလဲဆိုတော့ဖားလေးကဘာလုပ်လိုက်လဲသူ့ရဲ့ကြောကုန်းပေါ်ကိုကင်းမီကောက်တင်ပြီးတော့ကူးသွားတယ်ရေလေကောင်လည်းရောက်တော့ကင်းမီကောက်ကဖားလေးကြောကုန်းကိုသူ့အစုနဲ့ထိုးချလိုက်တယ်အဲ့မှာမင်းငါပေါ်မှာဂရီဖြစ်တယ်မင်းငါ့ကိုပြောတော့မထိုးဘူးဆိုတော့ तू ကသူ့ရဲ့အကျင့်စရိုက်ကဒီလိုမျိုးဖြစ်တဲ့အတွက် तू ထိုးလိုက်ရတာပါဆိုပြီးတော့ဖားလေးကလည်းကင်းမီကောက်ရဲ့အစိတ်တင်ပြီးတည်သွားတယ်ကင်းမီကောက်ကလည်းရေနစ်သွားတယ်ဒီဗီဇကိုတော့တော်တော်ပြင်ယူရမယ်ဒါကကျွန်တော်တို့ငငယ်ကဖတ်ဖူးတယ်ကျွန်တော်အတွေးအတိုင်းဆိုလို့ရှိရင်စိတ်ကူးနဲ့လောက်ရမှားနေတာကလည်းတကယ်ဗီဇမကောင်းလို့ပဲလို့ပြောရမှာ